ဆက်နိုးနေရလေ မြင်နေလေစက်နိုးနေအောင်မြင်နေလေရှင်ဘလို့နှိုးနေရလဲလို့ ဒီလိုပဲနိုးနေရပဲလေဆက်ကမှမနိုးတာဘာကင်ပဲအောင် ကိုမင်းခိုင်ရှင်ဘာဖြစ် ဖြစ်လို့လဲ ဘာဖြစ်ရမှာလဲရှင်ပုံစံကလေထမင်း9ရက်မစားတဲ့ပုံစံမျိုးပေါက်နေတယ်ရှင်ယောက်ျားလိုအားနဲ့မယ်နဲ့အော်လှဲ့ပါလား ပြီးရော ကိုမင်းခိုင်ရှင်တကယ်ဖြစ်နေရလား ဘာဖြစ်နေလို့လဲ ဟာဘာဖြစ်ရမှာလဲရှင်အတန်ဘယ်ငယ်သုံးပြီးတဲ့အတန်ရှင်ပုံစံအချောက်ပုံစံပေါက်နေလို့ပြောနေတာ အမလေးတော်ပြောတတ်ပါလေနားမဦးနေရပဲဒါနဲ့ငါပတ်ဝန်းကျင်မှာသက်သက်နဲ့ဝုန်းတာပေါ့လေစက်ကနိုးလို့မရချင်တဲ့နေရာတစ်မျိုးမနိုးပေးနိုင်တော့ဘူးလေလုံးဝမနိုးပေးနိုင်တော့ဘူး